ကျေးဇူးတည်တတ်သောချင်းသေးနှင့်ကြွက်တခါတုန်းကတောအုပ်ထဲမှာချင်းသေးကြီးတစ်ကောင်ရှိတယ်။သူကတောရဲ့ဘရင်ပေါ့။ဒါပေမဲ့သူ့ရဲ့ဘဝမှာမထင်မှတ်တဲ့ဖြစ်ပျက်တစ်ခုဖြစ်ခဲ့တယ်။ဘာဖြစ်မလဲဆိုတာစက်ကြည့်ရအောင်။ဒီနေ့မှာချင်းသေးကြီးဟာအပင်ရိပ်အောက်မှာအိပ်ပျော်နေတုန်းကြွက်လေးတစ်ကောင်ကသူ့အပေါ်မှာစော့ကစားနေတယ်။ချင်းသေးကြီးနိုးလာပြီးကြွက်လေးကိုဖမ်းလိုက်တဲ့အခါကြွက်လေးကသူ့ကိုလွှတ်ပေးဖို့တောင်းပန်တယ်ကျွန်တော်ကိုလွှတ်ပေးပါတနေ့ကျရင်ကျေးဇူးဆက်ပါမယ်လို့ပြောတယ်ချင်းသေးကြီးကရဲပြီးမင်းလိုကြွက်သေးသေးလေးကငါ့ကိုဘလို့ကျေးဇူးဆက်နိုင်မှာလဲလို့မေးတယ်ဒါပေမဲ့ချင်းသေးကြီးဟာတနာသွားပြီးကြွက်လေးကိုလွှတ်ပေးလိုက်တယ်နောက်ရက်အနည်းငယ်ကြာတော့ချင်းသေးကြီးဟာမိုးဆိုးရဲ့ထောင်ချောက်ထဲမှာမိသွားတယ်သူလွတ်မြောက်ဖို့ဘလို့မှမယုံနိုင်ဘူးအဲ့ဒီအချိန်မှာကြွက်လေးကချင်းသေးကြီးရဲ့အော်တန်ကိုကြားပြီးအမြန်ပြေးလာတယ်ကြွက်လေးဟာသူ့ရဲ့သွားသေးသေးလေးတွေနဲ့ထောင်ချောက်ကိုကိုက်ဖြတ်ပြီးချင်းသေးကြီးကိုကယ်တင်လိုက်တယ်ချင်းသေးကြီးကအံ့အားသင့်သွားပြီးကြွက်လေးကိုကျေးဇူးတင်စကားပြောတယ်ကြွက်လေးကကျွန်တော်ကသေးပေမဲ့ကူညီနိုင်ခဲ့တယ်လို့ပြန်ပြောတယ်ဒီပုံမြင်လေးကနေဘာသင်ခန်းစာရလဲဆိုတော့ဘသူ့ကိုမှမထင်သေးပါနဲ့သေးငယ်တဲ့သူတွေကလည်းကြီးမားတဲ့အရာတွေကိုလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ကျေးဇူးတည်တတ်ခြင်းကလည်းအရေးကြီးဆုံးပါပဲအခုပဲဒီပုံမြင်လေးကိုတငယ်ချင်းတွေနဲ့မိသားစုကိုမျှဝေလိုက်ပါနောက်ထပ်ပျော်စရာကောင်းတဲ့ပုံမြင်လေးတွေနားထောင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်ကျေးဇူးတင်ပါတယ်